ဘလို့အခက်ခဲနဲ့လာပါလဲဘုရားသခင်ကတင့်ကိုငြိမ်ကိုချင်ပေးမှဖြစ်တယ်ဒီနေ့ဒီနေရာမှာရှိတဲ့သူအရောက်တိုင်းကိုဘုရားကသူ့နဲ့ဆိုင်သောငြိမ်ဝတ်ခြင်းကိုပေးပြီးတော့မှအိမ်ကိုပြန်စေမှာဖြစ်တယ်ဆက်လက်ပြီးတော့ထိုဘုရားရဲ့မျက်မှောက်တော်ထဲမှာကြီးမြတ်တဲ့ဘုရားကိုနှလုံးသားဖွင့်လျက်ကိုးကွယ်အောင်အကြောင်းအောင်မှာဝတ်တော်မူပါဆောင်တဲ့ပါတကောချီလဲတော့ဝဲဘယ်လဲလိုက်တော့ရှင်တော်မူသောဘုရားသခင်ဒီနေ့ညမှာလာရောက်တဲ့သားသမီးတယောက်ချင်းစီတိုင်းပေါ်မှာကိုရောရဲ့မြတ်တာသုံးလောင်းတော်မူပါလူမျိုးမခွဲခြားသောဘုရားဘာသာမခွဲခြားသောဘုရားအစင်နဲ့မခွဲခြားသောဘုရားဒီနေ့ညမှာလာရောက်တဲ့သားသမီးတယောက်ချင်းစီတိုင်းကိုကိုရောယေရှုခရစ်တော်ရဲ့နာမ၌ကောင်းချီးပေးပါလေမချမ်းသာသောသူကချမ်းသာပါစေဝမ်းမြောက်ခြင်းလိုအပ်သောသူကိုဝမ်းမြောက်ခြင်းပေးပါစီဝါးမှာခက်ခဲနေတဲ့လူတွေကိုဘုရားသခင်အကောင်းဆုံးလွတ်မြောက်နိုင်ဖို့ကောင်းချီးပေးပါ
ယေရှုခရစ်တော်နာမနဲ့ကောင်းချီးပေးပါလေလက်တော့ကျေအောင်ပါပြအောင်လက်တော့ပြအောင်အားရပါရဘုရားသခင်ကိုချီးပါရအောင်ဟာလေလုယာဟေးဟာလေလုယာဒီနေ့မချမ်းသာတော့ကျွန်တော်တို့မြန်မာနိုင်ငံသည်ချမ်းသာဖို့ယေရှုခရစ်တော်ရဲ့နာမနဲ့ကောင်းချီးပေးပါလေမငြိမ်းချမ်းတဲ့နေရာတွေစစ်ပြေးနေတဲ့နေရာတွေမှာငြိမ်းချမ်းနိုင်ဖို့ယေရှုခရစ်တော်ရဲ့နာမနဲ့ကောင်းချီးပေးပါလေတယောက်ချင်းဒီတိုင်းမှာယေရှုခရစ်တော်ရဲ့နာမနဲ့ငြိမ်းချမ်းရဖို့ဆုတောင်းပေးပါလေပါဘုရားသခင်ဒီနေ့မဲဆောက်မှာမိမိရဲ့အိမ်မိမိရဲ့မိသားစုကိုထားခဲ့ပြီးတော့မှအလုံးလာသုံးတော်သားသမီးတယောက်ချင်းဒီတိုင်းကိုကိုရောယေရှုခရစ်တော်ရဲ့နာမနဲ့ကောင်းချီးပေးပါလေချမ်းသာပါသည်ဝမ်းမြောက်ပါသည်ငြိမ်းချမ်းခံစားရပါစေဒီနေ့ညမှာလာရောက်တဲ့သားသမီးတယောက်ချင်းစီတိုင်းအလာနဲ့ပြန်မတူတော့ကောင်းချီးမင်္ဂလာကိုတိတ်ပိုက်ပြီးတော့မှပြန်နိုင်ဖို့အတွက်ယေရှုခရစ်တော်ရဲ့နာမ၌ကောင်းချီးပေးဆုတောင်းပါရပါဘုရားသခင်ဟာလေလုယာအာမင်အားလုံးပါဘုရားရှိခိုးပေးပါစေ